အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မိတ်ဆက်ပေးမှာတော့မန္တလေးမြို့89လမ်း3435ကြားထဲမှာရှိတဲ့ G7 Hotel မှာကျွန်တော်တက်ဆင်ထားတဲ့100 kW 200 kW Power Commercial Use Solar System ကိုမိတ်ဆက်ပြသပေးမှာဖြစ်ပါတယ်ခင်ဗျာလာမိုဂျူတော့ကျွန်တော်ချင်းကို990ဝက်ကိုအသုံးပြုထားပြီးတော့ချက်130တက်ဆင်ထားပါခင်ဗျာဒီချက်130မှာဆိုရင်ကျွန်တော်73ချက်10ဆွင်းတက်ဆင်ထားပါတယ်ပြီးတော့ကျွန်တော်ဒီအဆောက်အဦမှာဆိုရင်တော့ဖြင့်ကျွန်တော်ဒီအပေါ်ထပ်မှာပေါ့နော်ကျွန်တော်ဒီအဆောက်အဦအနေထားအရအချက်ရ130မှာအချက်ရ80ပဲတက်လို့ရတာဖြစ်တဲ့အတွက်ကျွန်တော်အချက်ရ50ကိုကျွန်တော်တောင်းမချမ်းမှာ10ချက်5တန်းနဲ့ကျွန်တော်တက်ဆင်ထားတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဆက်လက်ပြီးတော့ inverter နဲ့ battery ပိုင်းလေးကိုပြသပေးမှာဖြစ်တဲ့အတွက်ကျွန်တော်နဲ့ live ပါကြည့်ရှုပေးပါအောင်ခင်ဗျာဆိုင်မှာဆိုရင်ကျွန်တော်တို့100 kW commercial ပုံအတွင်းမှာပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင် battery 57.6 volt 300 Ah capacity ရှိတဲ့ battery 73လုံးကိုထည့်သွင်းအသုံးပြုထားပြီးတော့လွယ်ကူကျွန်တော်တို့ကြည့်လို့ရအောင် display ပုတ်လေးပါကျွန်တော်ထည့်သွင်းပေးထားပါဖြစ်ပါခင်ဗျာဒီမှာဆိုရင်တော့ကျွန်တော်ဒီ AC breaker main breaker လေးဖြစ်ပြီးတော့ဒီမှာဆိုရင်ကျွန်တော် PV အတွက် main breaker လေးဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကျွန်တော်နောက်ဘက်ကိုတစ်ချက်လောက်ကြည့်အောင်ကျွန်တော်ဒီနောက်ပိုင်းမှာဆိုရင်တော့ဒါကတော့ကျွန်တော်တို့ဝင်လာတဲ့ connection ပိုင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ commercial ပုံထဲမှာဆိုရင်ကျွန်တော်တူးတော့လေးပေးဆက်နှလုံးပါမယ်ပြီးရင်ကျွန်တော်တို့ short circuit တွေကျွန်တော် wire short တွေအပူလွန်ခဲ့တာတွေမှာကျွန်တော်တို့မဖြစ်အောင်တော့ကျွန်တော်တို့ဒီထဲမှာဆိုရင်အလိုလောက်မီးတက်တဲ့စနစ်လည်းပါဝင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီဘိုင်းမှာဆိုရင်တော့ဖြင့်ကျွန်တော်ဒါကတော့ကျွန်တော်တို့အပေါ်က solar frame တွေ solar panel တွေအတွက်ကျွန်တော်တို့ထားရှိတဲ့10ဆွန်းစာ main breaker ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ panel ကတော့ကျွန်တော်တို့ဒီ EPC မီးရယ်ကျွန်တော် generator နှလုံးရယ်ဒီ inverter battery solar ဘိုင်းကိုကျွန်တော်တို့ control လုပ်ပေးတဲ့ panel ပုံကြီးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီ100 kW 200 kW hour commercial use solar system ကြီးတက်ဆင်ထားတဲ့ဗီဒီယိုကိုစာဆုံးကြည့်ရှုပေးတဲ့အတွက်ကျွန်တော် Wheelie Line ကုမ္ပဏီကနေသူကကျေးဇူးတင်ရှိပါခင်ဗျာကျွန်တော်တို့ဒီ season တင်ဆက်လုပ်နေတဲ့ဒီ site မှာသုံးဆောင်ခဲ့တဲ့ site ရင်းများသူ site ကောင်းလေးလည်းဖြစ်ပါခင်ဗျာဟုတ်ကဲ့အားလုံးပဲကျေးဇူးအထူးတင်ရှိပါခင်ဗျာ